ကောင်လေးတယောက်ဟာဝက်တွေကိုစာကျွေးနေတော့ထူးဆန်းတာတစ်ခုကိုသတိထားမိသွားပါတယ်ဝက်တကောင်ကသူ့ကိုအရန်ကြောင်စိုက်ကြည့်နေတာပါသူကရေမောပြီးအဖေးမြင်မြင်လာပေါ့ဒီဝက်ကတောက်သဘောကျနေရလားမသိဘူးတောက်ပဲစိုက်ကြည့်နေတယ်လို့လက်ခေါ်လိုက်ပါတယ်သူ့ဖေကချင်းချင်းပြေးလာပြီးဝက်ချန်တွေကိုခုံစင်ကဘာတခုမှမပြောပဲအဲ့ဒီဝက်ကိုအပြစ်ဆွဲထုတ်သွားပြီးနေရာမှာတင်တက်ပစ်လိုက်ပါတယ်ကောင်လေးကကျွန်တော်တောင်းနဲ့အဖေးလှုပ်တာနဲ့လွန်မနေဘူးလားလို့မေးလိုက်ပါတယ်ဖေဖြစ်သူကသားဖြစ်သူရဲ့မျက်လုံးတဲတဲစိုက်ကြည့်ပြီးဒါမှဝက်တကောင်ကလူကိုအဲ့လိုမျိုးစိုက်မကြည့်ဘူးဒီကောင်ကအသားရတောင်မြည်ဆန်းမှုပြီးသွားပြီသူကပြောင်းလဲသွားပြီသူကမင်းကိုသဘောကျနေရမဟုတ်လူစားမလဲလို့တွက်ချက်နေတာလို့ပြန်ပြောလိုက်ပါတယ်မျိုးသားတယောက်ကစူပါမားကတ်တစ်ခုထဲမှာရေခဲတတာယူရွှေ့နေတော့ကြောက်မဲ့ဖွယ်ရတစ်ခုတွေ့ရှိခဲ့ပါတယ်အဲ့ဒါကတော့ရေခဲတတာရဲ့အနောက်မှာလဲလဲအောင်နေတဲ့လူရိုးစုတစ်ခုပါလူရဲတွေကစုံစမ်းစစ်ဆေးတဲ့အခါမှာတော့သုံးလုံးစရာအမှန်တရားကိုသိလာရပါတယ်လွန်ခဲ့တဲ့10နှစ်ခန့်ကမျိုးသားတယောက်အဲ့ဒီရေခဲတတာနာမှာတန်ရှင်းလုံနေချော်လဲပြီးရေခဲတတာနောက်ကချင်းမြောင်းတဲ့ကွက်လက်တွေကိုခေါင်းဆိုင်ကျသွားခဲ့ပါတယ်အဲ့ဒီနေရာကအရန်ချင်းလို့လာကြောင်သူ့ရဲ့ခြေလက်တွေကလုံးဝလှုပ်ရှားလို့မရပဲပြန်ထွက်ဖို့မဖြစ်နိုင်ခဲ့ပါဘူးသူကဝန်ထမ်းတွေတီးအောင်ကူညီတောင်းပြီးအော်ဟစ်ခဲ့ပေမဲ့ရေခဲတတာအထွက်နေတဲ့ညီတန်တွေကသူ့ရဲ့အော်တန်ကိုဖုံးလွှမ်းသွားခဲ့ပါတယ်ဘယ်သူမှမကြားခဲ့သလိုဘယ်သူမှလည်းကယ်ဖို့ရောက်မလာခဲ့ပါဘူးတက်တွေကနေလာတွေကနေနှစ်တွေကြီးပြောင်းလဲသွားခဲ့ပြီး10နှစ်အကြာမှာတော့ရေခဲတတာကိုရှုလိုက်တော့မှသူ့ရဲ့အယိုးတွေကိုတွေ့ရှိခဲ့တာဒီနှစ်တွေတစ်လျှောက်လုံးမှာဘယ်သူမှအပုံနဲ့မရကြခဲ့သေးဆိုတာပါပဲ